ချမ်းသာသာရောက်နောက်တကစကားပြောမယ်နောက် telecommunication တကဘာလုံးဒီကနေထင်ပြောရင်ပြောချင်တဲ့နေရာကုန်ပြောအလုံးရနေကြပြီမို့လားကိုယ်ရင်ကကိုအမေမိဘဆွေမျိုးတွေနဲ့အေးစေးစေးဆွေးနွေးအမေတွေကောင်းလားအဖေတွေကောင်းလားဘာလားဒါလေးတွေလည်းအကုန်လုံးအေးစေးပြောလို့ရသွားပြီနော်အဲ့ဒါကြောင့်ဆက်သွယ်ရေး communication တစ်ခုကြောင့် transport and road communication telecommunication ပေါ့အဲ့ဒီဆက်သွယ်ရေးတွေသိကောင်းသွားတဲ့အတွက်ကြောင့်သိတိုးတက်သွားတဲ့အတွက်ကြောင့်အစွန်ဖျားဆိုတာကူမရှိတော့ပညာရေးမရောက်တော့အုပ်ချုပ်ရေးမရောက်တော့သူတော်ကောင်းတရားမရောက်တော့အစွန်ဖျားဒေသပိဿံတရေဟာပျောက်သွားဘုရားရောတရားရောသံဃာရောဘာသာရေးသာသနာရေးယဉ်ကျေးမှုအုပ်ချုပ်ရေးအကုန်လုံးကဘယ်တိုင်းဒေသဘယ်ရဒေသမဆိုပြိဿရဲ့အားလုံးရောက်သွားကြပြီအဲ့လောက်ကြီးတကဘာလုံးကိုစက္ကန့်ပိုင်းမိနစ်ပိုင်းအတွင်းမှာသွားလို့ရပြောလို့ရတဲ့အနေထားမှာဟောဒီမှာခုမြင်ရတာပစိုးနဲ့ထမိန်နဲ့နော်အာဒုတုလို့လက်အုပ်ချီလို့ရသဘုရားကိုအယုသေးပေးဖို့တရားတော်အယုသေးပေးဖို့သံဃာတော်အယုသေးပေးဖို့ဗမာမြေမှာဖွားပြီးတော့ပါလာတဲ့ဗမာနှလုံးသားတွေကစိတ်ဓာတ်ဟာဒီရောက်တဲ့အထိမပြောင်းမပြည့်ထိထနေကြတာကိုလည်းပဲဘုန်းကြီးတို့ကလဲကျေးဇူးတင်တယ်။ကိုယ်လည်းပြုတယ်ဝမ်းလည်းမြောက်အဲ့ဒါနဲ့ပို့ရထိနေအောင်ဒီလိုတရားပွဲမျိုးတွေကိုမကြမကြကြိုးစားအထုတ်ပေးကြပါဆိုတာကိုတိုက်တွန်းပါတယ်။အဲ့တော့ missionary အင်းလေးလို့ပြောတယ်ဗမာလိုပြောတော့သာသနာပြုဆိုတာတယောက်သောလူတခုသောဘာသာကိုးကွယ်နေတာကိုအဲ့ဒီဘာသာစွန့်ပြီးတော့ဒီဘာသာတွေပြောင်းလာဖို့အဲ့ဒါကိုအဓိကထားပြီးတော့စကားမပြောအောင်ဘာသာတစ်ခုကိုးကွယ်နေတဲ့လူတယောက်ကိုအဲ့ဒီဘာသာစွန့်လို့ပြီးတော့တခြားဘာသာတစ်ခုတည်းကိုကူးပြောင်းသွားဖို့ရအဲ့ဒါကိုအဓိကထားလုပ်ရအဲ့ဒီပုဂ္ဂိုလ်ရဲ့ missionary လုပ်ငန်းဟာရှင်းမမြင့်ဘူးဆိုတဲ့စကားဟာယဉ်ကျေးတယ်နည်းနည်းရိုင်းပြောမယ်ဆိုလို့ရှိရင်အောက်တန်းကြတယ်ဘုန်းကြီးတို့ရဲ့သဘောကတော့သာသနာပြုဆိုတဲ့ဥစ္စာကမယဉ်ကျေးသောကိုယ်မူရာနှုတ်မူရာစိတ်မူရာတွေကိုယဉ်ကျေးတဲ့ဘက်ကိုပြောင်းတာမကောင်းမှုတွေကိုအကုန်လုံးကောင်းမှုဘက်သို့ပြောင်းတာမသိမှုတွေကိုသိမှုသို့ပြောင်းတာဘာသာပြောင်းမပြောင်းနော် from evil to good အဲ့လိုပြောင်းလိုက်ရင်အဲ့ဒီဥစ္စာဒါ missionary မှာအောင်မြင်တာမယဉ်ကျေးဘူး the wine ပေါ့နော် wine ပေါ့တော့ဘောလေ culture အဲ့ဒါကိုပဲပြောင်းမလဲ cultureမယဉ်ကျေးတဲ့ကိုယ်နှုတ်စိတ်ကိုဘယ်ပဲပြောင်းယဉ်ကျေးတဲ့ဘက်သို့ပြောင်းလိုက်မယ်ဆိုရင်အဲ့ဒီသာသနာပြုဟာဘာဖြစ်လဲအောင်မြင်တာ ignorance ကောင်းမှုမကောင်းမှုသစ္စာတရားကုသိုလ်အကုသိုလ်မသိဘူးဆိုတဲ့လူရဲ့စိတ်ဓာတ် ignorance မသိတာကိုဘယ်ပဲပြောင်းမယ်သိတဲ့ဘက်ပြောင်းမယ် ignorance to enlightenment အဲ့ဒါသာသနာပြုခြင်းပါဠိစလုံးလေးနဲ့ပြောရင်မှတ်မိလွယ်တယ်အင်္ဂလိပ်စလုံးကတော့မင်းတို့မှတ်မိမှာမဟုတ်ဘူးပါဠိစလုံးလေးတစ်လုံးနဲ့ပြောလိုက်မယ်အဝိဇ္ဇာမှဝိဇ္ဇာသို့ပြောအဲ့ဒါ missionary မှာအမြင့်ဆုံးလုပ်ငန်းဖြစ်ပါ